ဒီနေ့ကျွန်တော်နောက်ထပ်နှစ်ကောလောက်ထပ်တယ်နော်နောက်ထပ်နှစ်ကောကကျွန်တော်ဟိုတနေ့က pre severe training လုပ်ခဲ့တဲ့ pre training လုပ်ခဲ့တဲ့ဟာလေးနဲ့ဆက်ပြီးတော့ကျွန်တော်တို့သွားမယ်နော်ဟိုနေ့ရေတွေကပြီးခဲ့တာဘာပြီးခဲ့လဲဆိုတော့ C E minor A minor D minor E အဲ့ဒီပြီးခဲ့တယ်အဲ့တော့ဒီနေ့ကျွန်တော်က F နဲ့ D minor ကိုဆက်တက်မယ်F နဲ့ D minor ကိုတက်တဲ့နေရာမှာကျွန်တော်တို့ဒီ D minor ကိုရင်ပြပြီ D minor ဆို D minor ကိုတည်းကလက်တန်းနဲ့လက်ကလေးနဲ့လက်တရွေနဲ့ကန်ခိုင်းတယ်အဲ့တိုင်းလေးပဲဒီဘက်တော့ကိုလည်းချိန်နေတယ်တူပြီးတော့အခုကကျတော့အဲ့ဒီတစ်ခွက်တိုးချင်တော့ထပ်တစ်ခွက်တိုးလိုက်နော်အဲ့တော့ A minor ကိုတစ်ခွက်ကျော်လိုက်တဲ့သဘော A minor ကိုတစ်ခွက်ကျော်လိုက်တဲ့သဘောဒါလို့ကိုလေးကလေ့ကျင့်ထားတာ A minor ပြီးတော့ A minor beginner တစ်ခွက်တိုးလို့လေ့ကျင့်ထားတယ်အခုနောက်ထပ်တစ်ခွက်ထပ်တိုးလိုက်အဲ့ဒါဆို B minor ဖြစ်တယ်ပြောရမယ်ဆိုရင်တော့ A minor ကိုတစ်ခွက်ကျော်လိုက်တာက B minor A minor ကိုတစ်ခွက်ကျော်လိုက်တာ B minorဒီ minor မှာကျတော့အဲ့ဒါလေးလက်တန်းနဲ့ clear နဲ့ပြောခိုင်းလို့ဒီလက်မျိုးကိုဟိုတစ်ချိုးမှာတော့ကန်တယ်ဒီ minor ဖြစ်တယ်နော်အဲ့တော့ဒီ minor ကိုတစ်ခွက်ကျော်ပုံမဲ့ဒီနေတဲ့တစ်ချိုးကိုလက်မျိုးနဲ့ဖြီးလိုက်လို့ဆိုရင်ဒီ minor ဟုတ်နော်အဲ့တော့ဟိုတနည်းအားဖြင့်ဒီပုံစံလေး free tree လုပ်ထားတဲ့တော့ကျွန်တော်ပြောရမှာပါနော်ဒီ minor ကိုတစ်ခွက်ကျော်လိုက်တာဒီ minorအဲ့ဒါဆိုဒီ minor ကိုလည်းဟိုဒီနေရာလေးကျင်းတယ်လို့ပဲကျွန်တော်တို့1 2 3 4နဲ့တောင်းနေကျင်းမယ် update ကျင်းမယ်တောင်း update ကျင်းမယ်အမှ B minor မှာတော့ဒီကျွန်တော်တို့ဒီပဲဆိုရင်ဒီပဲဒီလိုရမယ်5ကျိုးနဲ့6ကျိုးမတည်ဘူး4 3 2 1ကိုမတည်ပဲဟုတ်လားအဲ့ဒါဒီကပ်အောက်ကပ်ပါမယ်နော်တကယ်လို့ပို့6ကျိုးဒီပါဒီကျင်းတဲ့စနလက်ကဒီဒီဒီလိုလေးကန်အောင်ထောင်းနော်တစ်ကျိုးတော့တယ်ဒီလိုထောင်းတော့လက်မျိုးကိုလုံးကန်ချလိုက်ရမယ်ဒါပေမဲ့လက်ရှိအဲ့ဒါမကြည့်ဘူးအဲ့ဒါအသက်သက်လာနေနော်အဲ့တော့ဒီလက်မျိုးနဲ့ပဲဟာကိုဒီကျိုးကနေတော့နော်4 3 1တစ်ကျိုးကိုကပ်ပြီးတော့ဟုတ်လားအဲ့ဒါဖြစ်ခဲ့တလဲစီကပ်ပြီးတော့လေ့ကျင့်မယ်ဟုတ်နော်အဲ့ဒါဆိုရင်ဒီမိုင်းနာနော်အဲ့ဒါကပ်ပြီးဒီမိုင်းနာအဲ့ဒီမိုင်းနာဒီမိုင်းနာအထိပြပါစေခါ F ကိုသွားမယ် F ကလည်းဟိုတနေ့ E ကိုဒီဘက်တော့တူပြီးကျွန်တော်လေ့ကျင့်ကြတယ်ဒီဘက်တော့တူပြီးလေ့ကျင့်ကြတယ်နော်ဒီဘက်တော့တူတယ်အဲ့ဒီဒီဘက်တူတဲ့ဟာ F ကိုလွတ်နေနှစ်ကျူးရှိတယ်တင်းနဲ့နှုတ်နဲ့ကျိုးကလွတ်အဲ့လွတ်တော့လက်ညှိုးနဲ့နှစ်ချောင်းလုံးပြီးခဲ့ဟိုလေးပြီးခဲ့မယ်နောက်ကလက်ကထောက်ထားမဟုတ်ထုံးရလိုက်ထောက်ထားမယ်ထောက်ထားပြီးတော့ဒီလွတ်နဲ့ချောင်းလုံးကိုဖိပြီးတော့ဒီခုနကင်ထားတဲ့လက်နဲ့တွဲကြိုင်ဟုတ်ပါဒီလေးချင်ထားတဲ့လက်နဲ့ဒီလက်ညှိုးနဲ့ချောင်းနဲ့ဖိပြီးတော့တွဲခဲ့တယ်ဘာလို့အဲ့မှာအတန်ထွက်ဘူးဒီလိုပဲဒီလက်ညှိုးအားကိုပြီးရတဲ့ဒီကောင်းလေးကအတန်ပြောင်းမယ်ဒီကောင်းလေးကိုအားပြီးလက်ညှိုးအတန်ပြောင်းမယ်လက်ညှိုးနှစ်ချောင်းလုံးကိုဗျိုင်မိအောင်အတန်ထွက်နေအောင်တော့လေးကျူးသားပြီးတော့လုပ်လိုက်ရမယ်အဲ့ဒီဟာဒါမဲ့တစ်ပတ်လောက်ပါပဲရမှာပါအဲ့တော့အဲ့ဒီ F ကိုအဲ့ပုံနဲ့တိုင်းလေ့ကျင့်မယ်နော်ဆိုလို့ရှိရင်ဘယ်လိုမှထောက်ပြီးတော့ F အမှကတော့ E ကိုဒီနေ့လေ့ကျင့်တာတွေတစ်ခွက်ရှိလိုက်တယ်အဲ့ဒီခွက်ရှိတဲ့ဟာကိုလည်းညှိုးလေးကန်လိုက်တာအဲ့တော့ဒီနေ့လေ့ကျင့်ပြီးထားတာဒီဘက်ကိုတိုးပြီးတော့ကျွန်တော် pre training လုပ်ပြီးထားတယ်အဲ့ရတော့ဒါလေးနဲ့ပေါင်းလို့လေ့ကျင့်မယ်အဲ့ဒါ F ဖြစ်တယ်နော် E ကိုရှင်းလေးထိုးလိုက်တယ်အဲ့ဒီတစ်ခွက်ပဲတို့ကတော့မကြော်ဒီမိုင်းတော့တစ်ခွက်ကြော်ဒီမိုင်းတော့တစ်ခွက်ကြော်တယ်ဒီအကြတော့တစ်ခွက်ကြော်ကြည့်ဟုတ်နော်အဲ့တော့ F ဖြစ်မယ်အဲ့တော့ဒီ F နဲ့ဒီမိုင်းတော့ဒီလေးကိုလေ့ကျင့်မယ်ဒီမိုင်းတော့F ဒီမိုင်းတော့F ဘုနော်အဲ့ကမှာဒီခုနပြောသလိုတိုင်မီလေးကိုဘယ်တော့မှဟိုချာမရက်သွားတာတော့မကြီးညာတော့မဖြစ်စေနဲ့တိုင်မီကိုအကြည့်ပြအဲ့လိုဆုံးနေကြတော့အဲ့ဒီမှာကော့တွေကိုပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမိုင်းနာနဲ့လည်းတွဲနေကြမယ်အဲ့လိုလေးတွဲကြမယ်
ကျန်တဲ့ပေါ်ဒီကိုလည်းတန်နိုင်တော့ပြန်ပြီးတော့လေ့ကျင့်လို့ဒီထားပါအဲ့ဒါဆိုရင်ဒီကိုရီတော်တော်ပိုက်လေးပြီးသွားပြီဆိုရင်ဒီလိုလေးတော့ကျွန်တော်တို့အစိမ်းရောက်သွားပြီဂီတာပြန်နောက်ထပ် rhythm minus သွားဖို့တော့ကျွန်တော်ဒီပြေဆုံးသွားပြီနော်ဆက်ပြီးတော့နောက်ပိုင်းကျရင်လွယ်သွားလိမ့်မယ်ဒီကောင်တော့ကောင်ဒီကောင်နှစ်ကောင်ပေါ်ပြီးသွားပြီဆိုရင်တော့တော်တော်လေးကျန်တဲ့အပိုင်းတွေမှာလွယ်သွားလိမ့်မယ်အဲ့ခါကျရင်အစီအပြေလာလိမ့်မယ်နော်သူသွားပြီးကြည့်ပေးပါအဲ့ဒီမိုင်းနာရနော်အဲ့ဒီမိုင်းနာရဒီမိုင်းနာကိုခွဲချောဒီမိုင်းနာနဲ့တူတယ်ဒီရဲ့ EU တကွတူလေ့ကျင့်ထားတာကိုလည်းနည်းနည်းချောင်းထည့်ထားအဲ့ဒါဟုတ်ကဲ့အဲ့ဒါဒီငါ့ကိုဒီမှာပဲကျွန်တော်ရတယ်နော်